Okay နောက်တစ်ခုကွာကိုခေါ်တဲ့နန်းစာရဲ့ပြီးရင်သူများကိုခေါ်တဲ့ပေါ့နန်းစာတွေကိုပေါ့နော်ဘယ်လိုပြောမှာလဲဒါဆိုပထမဆုံးနေနဲ့ကွာငါလို့ပြောခြင်းတယ်ငါနော်ငါလို့ပြောခြင်းတယ်ကွာငါထိုင်းလုံနဲ့မြန်မာလုံနဲ့ဆိုရင်ငါဒါဆိုထိုင်းလုံနဲ့ဆိုရင်ဘယ်လိုပြောမလဲထိုင်းလုံနဲ့ဆိုရင်ပထမဆုံးလုံးကฉันနောက်တစ်လုံးเราလို့လည်းပြောလို့ရတယ်เราအဲ့ဒါဆိုတော့ฉันနဲ့เราကယဉ်ကျေးတယ်ပေါ့နော်ฉันဆိုတာကလည်းငါเราဆိုတာကလည်းငါကိုပြောတာဒါဆိုနောက်တစ်လုံးကကိုအဲ့ဒီစကားလုံးကြားဖို့မှထင်တယ်အဲ့ဒီစကားလုံးကဝိုင်လူတွေပြောတာများတယ်ကိုဆိုတာကလည်းငါပဲပေါ့နော်ဒါပေမဲ့အဲ့ဒီကိုဆိုတဲ့စကားလုံးကကွာကိုနဲ့မသိတဲ့သူတွေကိုမရင်းနှီးတဲ့သူတွေကိုတောင်းရင်ပေါ့နော်ရိုင်းတဲ့စကားလုံးကြားရပေါ့နော်ဒါဆိုအဲ့ဒီကိုပေါ့နော်ဘယ်ချိန်မှတောင်းပါလဲဆိုတော့ဘယ်ချိန်မှတောင်းပါလဲဆိုတော့ကိုနဲ့တအားရင်းနှီးတဲ့သူတွေကိုပဲပြောမယ်ပေါ့နော်ဥပမာတငယ်ချင်းတွေကိုပေါ့နော်အဲ့ဒီဟာနဲ့တောင်းမယ်ပေါ့နော်ကိုနဲ့တောင်းမယ်ပေါ့နော်နောက်တစ်တလုံးကတင်ပေါ့နော်မဟုတ်ရင်နင်ပေါ့အဲ့ဒါဆိုထိုင်းလုံးနဲ့ဆိုရင်ပထမဆုံးလုံးကคุณလို့ပြောတယ်နောက်တစ်တလုံးเธอလို့လည်းပြောလို့ရတယ်ပြီးရင်နောက်တစ်တလုံးကมึงကြားဘူးလားของใครของมึงหรือเปล่าအဲ့ဒါมึงဆိုတာကလည်းကွာအခုနောက်တုန်းကကိုနဲ့တူတူပဲအဲ့ဒါကရိုင်းတဲ့စကားလုံးပေါ့နော်တောင်းတဲ့နေရာလည်းတူတူပါပဲကိုနဲ့တအားရင်းနေတဲ့သူမှာပဲတောင်းမှာဖြစ်ပါရဲ့နော် Okay ပြီးရင်ကျွန်တော်ပေါ့နော်ကျွန်တော်အဲ့ဒါယောက်ျားတွေပေါ့ကျွန်တော်ကိုကြာတော့ထိုင်းလို့လဲဆိုရင်ผมလို့ပြောတယ်ผมပါစပ်ပိတ်တယ်နော်ผมဆိုတဲ့ဒိဗေကကွာကျွန်တော်ကိုလည်းပြောလို့ရတယ်ပြီးရင်နောက်ထပ်ဒိဗေတစ်ခုကပါလဲဆိုတော့စပင်ကိုလည်းပြောလို့ရတယ်ကြားဘူးတယ်မလားตัดผมอยากตัดผมนะစပင်ညှက်ချင်တာကိုပြောတာဒါကြောင့်လို့ผมဆိုတာကျွန်တော်ကိုလည်းပြောလို့ရတယ်စပင်ကိုလည်းပြောလို့ရတယ်ပေါ့နော်Okay နောက်တစ်တလုံးကကျမပေါ့ကျမအဲ့ဒါမင်္ဂလိအတွက်ကျမကိုကြာတော့ดิฉันလို့ပြောတယ်ดิฉันဆိုတာကျမပေါ့နော် Okay ပြီးရင်နောက်တစ်တလုံးကသမီးပေါ့သမီးမြန်မာမှာဆိုရင်ကရင်ကျေးချစ်စရာလေးနဲ့ပြောချက်အဲ့ဒါသမီးဟာအဲ့ဒါသားဟာပေါ့အဲ့ဒီစကားလုံးရှိပါတယ်နော်အဲ့ဒါကိုထိုင်းလို့နေဆိုရင်ထိုင်းမှာဆိုရင်ဘယ်လိုပြောလဲဆိုတော့หนูလို့ပြောတယ်หนูပေါ့หนูဆိုတာကလည်းဘယ်လိုရဲပဲလဲဆိုတော့သမီးသားပေါ့ပြီးရင်နောက်တစ်ဘက်တစ်ခုရှိတယ်หนูဆိုတာကဘီးလေးမှာဆိုရင်หนูဆိုတာကကြွက်ကိုပြောတယ်ဟုတ်တယ်နော်Okay ဒါဆိုတူကြရောတူကြတော့ဘယ်လိုပြောမှာလဲတူကြတော့ရေးတဲ့ချိန်မှာကြာရင်ကွာသူကခေါလို့ထွက်တယ်ခေါရေးတဲ့စကားလုံးဆိုရင်ပေါ့နော်ခေါဒါပေမဲ့ထိုင်းနေကကွာစကားပြောများသွားလို့ပေါ့နော်အဲ့ဒီစကားကကွာဘယ်လိုဖြစ်သွားလဲဆိုတော့ခေါလို့ဖြစ်သွားတယ်သူ့ကိုခေါကြားဖို့မှန်တယ်ခေါဥပမာကွာဘဒုဟာတော့မေးของใครဒါဆိုရှယ်ကဖြစ်လိုက်တယ်ของเขาသူ့ဟာပေါ့โอเคပြီးရင်ရှယ်တို့ကတူတို့လို့ပြောခြင်းတယ်တူတို့ဒါဆိုတို့ကိုကြာထိုင်းတို့ကဖူးဝလို့ပြောတယ်ဖူးဝအဲ့ဒီဖူးဝဆိုတဲ့ဒိဗေကကွာဘယ်လိုပုံစံလဲဆိုတော့တယောက်ထဲမဟုတ်တော့ဘူးဒါပေမဲ့တယောက်ထဲနေတာမဟုတ်ကအဖွဲလိုက်တွေကိုတယောက်ထဲထက်အိုတာပေါ့နော်အဖွဲလိုက်တွေကိုဖူးဝလို့ခေါ်တယ်ဖူးဝဒါဆိုတူတို့လို့ပြောခြင်းတယ်ဆိုရင်ဖူးဝနဲ့ခေါနဲ့ပေါင်းတယ်ဒါဆိုဖူးဝခေါဆိုတာကတူတို့ပြီးငါတို့ကြာတော့အခုနတော့ငါတို့အဖွဲလက်ကိုဖူးဝလို့ပြောတယ်ဒါဆိုငါအခုနတော့ရှယ်တင်လိုက်တယ်ငါကိုเราฉันกูလို့ပြောလို့ရတယ်မလားဒါဆိုဖူးဝနဲ့เราနဲ့ပေါင်းတယ်ဖူးဝเราပြီးရင်ဖူးဝฉันပြီးဖူးဝกูလို့လည်းပြောလို့ရတယ်ကွာဒါဆိုအဲ့ဒီဖူးဝကိုပေါ့နော်ဘယ်လိုတောင်းတာလဲဆိုတော့တောင်းတဲ့ချိန်ကျရင်ပေါ့နော်ဖွဲလေးတွေကိုပြောမယ်ဆိုရင်ဖူးဝကိုအရင်ပြောမယ်ပြီးမှအနောက်မှာပေါ့နော်နန်းစားတွေကိုထည့်မယ်ပေါ့နော်အဲ့လိုထည့်ပြီးတော့တောင်းမယ်နော်ဒါဆိုကအမေတို့အဖေတို့လို့ပြောစီနေဆိုရင်ဘယ်လိုပြောမှာလဲဆိုတော့ဖူးဝပြီးရင်အမေကိုမင်းဒါဆိုဖူးဝနဲ့မင်းနဲ့ပေါင်းတယ်ဖူးဝမင်းဖူး
พวกแม่อเพတို့ဆိုရင်พวกพ่อဒါဆိုညီမလေးတို့ဆိုရင်พวกน้องสาวพวกน้องพวกพี่ဦးလေးတို့ဆိုရင်พวกลุงพวกป้าအဲ့လိုพวกနဲ့အနောက်ကနန်းစားနဲ့ပေါင်းပြီးတော့သုံးမယ်ပေါ့နော်โอเคဒီနေ့ကတော့ share ဒီလောက်ပါပဲ